အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းထွတ်တိုင်ရပါမနက်ဖြန်9လပိုင်း9ရက်နေ့ကြာပါတယ်9ကနန်းဆိုတာကမြန်မာလူမျိုးတွေရောကမ္ဘာမှာရှိတဲ့သူတွေအကုန်လုံးက9ဆိုတာကလက်ကြီးကနန်းမှာပြောပါဆိုတော့ကံကောင်းခြင်းတွေစုနေတဲ့ကနန်းမှာလက်ကြီး7လက်ကြီး7ဆိုကံကောင်းမှုတွေကိုပြည့်နှံ့နေတဲ့ကနန်းလို့ဆိုကြပါတယ်အဲ့တော့9လပိုင်း9ရက်နေ့ဆိုတာကတစ်နှစ်မှတစ်ချိန်ပဲကြာတာပါတစ်နှစ်လုံးမှာနှစ်တိုင်းမှာ9လပိုင်း9ရက်နေ့ဆိုတာတစ်ရက်ပဲရှိရပါအဲ့တော့အဲ့ဒီနေ့မှာလုံတဲ့လုံထိုက်တဲ့လက်ပွင့်ရရတွေကံပွင့်ရရတွေနော်ပြောပါဆိုတော့အပူတွေကင်းစေတဲ့ရရတွေကိုကျွန်တော်ပြောပြပေးသွားဖို့ရှိပါတယ်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့9ရက်နေ့9လပိုင်းပေါ့နော်မနက်9နာရီကနေစပြီးတော့မှနေ့လယ်7နာရီအတွင်းမှာအိမ်မှာရှိတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသို့မဟုတ်မိမိတို့ယုံကြည်ကိုးကွယ်ပါတယ်ဆိုတဲ့ပုံကိုတစ်ပါးပါးကိုရွှေရည်အေးပူဇော်ပေးရပါတယ်ဗျနော်ရွှေရည်အေးပူဇော်ပေးရပါတယ်ရွှေရည်အေးဆိုတာကျွန်တော်မြန်မာလူမျိုးတွေအများဆုံးသိပါတယ်ရွှေရည်အေးအဲ့တော့မြန်မာနိုင်ငံမှာဆိုရင်တော့ရွှေအေးဝယ်လို့မရဘူးဆိုရင်တော့ကျွန်တော်တို့ live ဘဝနေပြီးတော့မှရွှေအေးပြုတ်လို့နီးဆိုပြီးတော့ရှာပြီးတော့ရွှေအေးပူဇော်ပေးပါပုံမှန်အပြည့်ရွှေအေးဆိုတာကတာကူတို့ပေါင်မုတ်တို့နော်နွားနိုးတို့ဒါတွေနဲ့ကြိုချက်ထားတဲ့ရွှေအေးပါအဲ့တော့မိမိတို့အစင်ပြေတယ်လို့မျိုးအကောင်လုံးဆိုတော့မိမိရောက်နေတဲ့နိုင်ငံမှာကဝယ်လို့ချမ်းလို့မရဘူးဆိုရတဲ့အရာလေးတွေနဲ့ရွှေအေးပူဇော်ပေးပါပြီးတော့9လပိုင်း9ရက်နေ့မှာရွှေအေးကိုနော်ဖျားလဲပူဇော်ပုံကိုယ်တွေလည်းပူဇော်မိတို့ယုံကြည်ကိုးကွယ်တဲ့ပုံကိုယ်တွေကိုလည်းပူဇော်မယ်မိမိတို့အိမ်မှာရှိတဲ့အိမ်သူအိမ်သားအများစုလည်းရွှေရည်ကိုစားကြမယ်တောက်ကြမယ်လှူနိုင်တဲ့သူဆိုရင်လှူကြဟုတ်ပြီလားအဲ့တော့အိမ်မှာပူဇော်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုပူဇော်တဲ့အခါမှာပူဇော်ပုံပူဇော်နည်းကိုကျွန်တော်ရေးပေးမယ်ကျွန်တော်ရုပ်ပြမယ်အဲ့ဒါလေးကိုနားထောင်ကိလေသာကင်းတော်မူသောမြတ်စွာဘုရားအေးငြိမ်းတော်မူသောမြတ်စွာဘုရားဘေးအပေါင်းရန်ပေါင်းအောင်မြင်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားအားဘုရားတပည့်တော်ဘာနေနံသားပေါ့ကွယ်ရွှေရည်အေးအချိုပွဲကိုကတ်လူပါတယ်ရှင်ဘုရားဘုရားတပည့်တော်အားအစဉ်တနာသောအဖြစ်ချင်းမြောက်တော်မူပါဖုံးပေသုံးဆောင်တော်မူပါရှင်ဘုရားအရှင်ဘုရားသည်ကိလေသာကင်းတော်မူပါ၏အရှင်ဘုရားသည်အေးငြိမ်းတော်မူပါ၏အရှင်ဘုရားသည်ရန်အပေါင်းအောင်မြင်တော်မူပါ၏ဘုရားတပည့်တော်ယခုဆိုသောဤသစ္စာစကားသည်မှန်ကန်ပါ၏ဤသစ္စာစကားကိုဆောင်နှမစပြီးတော့မှသာသနာတော်ကိုစောင့်ရှောက်တော်မူသောနမင်းများပုဂ္ဂိုလ်ပေါင်းတို့အားတသက်အရာထားပါသည်ဤမှန်သောသစ္စာစကားကြောင့်ဘုရားတပည့်တော်သည်အစဉ်ပြရပါလို့ဤလက်လာပိုက်တိုးတက်ရပါလို့ဤကံနေပွင့်လန်းရပါလို့ဤဆိုပြီးတော့မှဆုတောင်းရပါတယ်ရမလားမသိဂရာတိပုတ်တင်မိမယ်ဒီဂရာတိကအရဟံဗုဒ္ဓအရဟံဗုဒ္ဓဗုဒ္ဓတဂုဏေဒေဇတ္တာတပ္ပဒိဋ္ဌိလာဗံမေဘဝိတ္တိတနေ့လုံးရွတ်နိုင်လောက်ရွတ်ပြီပူဇော်နိုင်လောက်ပူဇော်ပြီဟုတ်ပြီနော်ပြီးရတဲ့ခါကျရင်ရွှေရင်အေးကိုလှုပ်လို့ရတဲ့နည်းနဲ့ရွှေရင်လှုပ်ပြီနော်ခင်ဗျားတို့မှာနွားလို့ရှိမယ်အုံတို့ရှိမယ်ကြောက်ကြောရှိမယ်တာကူမရရင်လည်းအခြားကောင်းငင်းတွေရှိမယ်နော်ရေခဲရှိမယ်ပေါင်ပေါက်ရှိမယ်အဲ့ဒါလေးနဲ့ခင်ဗျားတို့ကြည့်ချက်ပြီးလှုပ်ပြီမရဘူးဆိုတာမပြောနဲ့ရအောင်လှုပ်ကြည့်ရအောင်လှုပ်ရင်ဖြစ်လာလိမ့်မယ်ခင်ဗျားတို့ရေနေပူနေကြတာမလားရေနေပူရင်ရွှေရင်အေးအောင်လှုပ်ခိုင်းတာဟုတ်ပြီလားနော်အဲ့လှုပ်ပြီလှူပြီစားပြီသုံးဆောင်ပြီနော်အဲ့တော့9လပိုင်း9ရက်နေ့မှာအားလုံးရွှေရင်အေးကြပါစေအားလုံးအဆင်ပြေချောင်းမွေးကြပါစေကျွန်တော်အနေနဲ့ဆူတောင်းပေးတယ်တောင်းစုပြုပေးတယ်ပေါ့နော်ပြီးတော့ခါမှာကျွန်တော်9လပိုင်း9ရက်နေ့ပေါ့နော်9ရက်နေ့မှာကျွန်တော်မီးထွန်းဖို့ရှိတယ်မီးပူဇော်ပေးဖို့ရှိတယ်အဲ့တော့အကယ်မီးပူဇော်ခြင်းတဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Facebook လင်းညွတ်တရားလို့ခေါ်တဲ့ Facebook ရှိတယ်အမှလာပြောပေးဒါမှမဟုတ်ဒီ TikTok မှာလာပြောခြင်းနဲ့ပြောလို့ရတယ်နော်အရန်အရေးကြီးရဲ့နေ့နော်အားလုံးပဲအဆင်ပြေကြပါစေ